Collection ကပါဒီ Labo Fashion Tool လေးကိုတောင်းကနန်းလေးနဲ့ရမယ်နော်။ဒါကြတော့ first copy လို့တော့ပြောကြရပေါ့နော်။ပူးလေးကစားဒီလိုမျိုး blind box လေးနဲ့လာတယ်။လုံးဝတတရက်လေးပေါ့နော်။အစ်စ်အတိုင်းလေးပါပဲရှင်။ရဲတော့အမအတွက်တစ်ခုအမစံဖောက်ကြည့်ရပါတော့။လုံးဝအထဲအတွင်းပိုင်းမှာကစားသူရဲ့အိတ်မာလေးလုံးဝအစ်စ်အတိုင်းလေးလုပ်ပေးထားပါရဲ့။ကိုယ်တိုင်ပြန်ရောက်မှာဆိုတော့အဲ့ဒါအမကပထမဆုံးတစ်ခုလေးစမ်းဖောက်ကြည့်ရပါတော့။အမစမပစ္စည်းလေးရောတော်တော်များများလေးရောက်ထားပါရဲ့။လိုမျိုးသူရဲ့ဒီအစမ်းကက်လေးပါပါရဲ့။ဒါလေးတော့ပန်းရောင်လေးဖြစ်မှာပေါ့နော်။တော်တော့အရောင်လေးကဒီဖုန်းထဲမှာကျနည်းနည်းလေးအရောင်လေးကွဲတယ်ပန်းရောင်လေးပါမျက်လုံးထဲကအတဲပုံစံလေးနဲ့အရင်ချစ်ဖို့ကောင်းပါတယ်သူရဲ့အထက်အရောင်နဲ့ကက်လေးကတော့အရောင်လေးကတော့နည်းနည်းတော့မိန်နဲ့ပြောရမယ်လေအိမ်မှာချိတ်လို့ရပါတယ်ခြေတောက်လေးကစားလဲလို့ရပါတယ်လက်လေးလဲလို့ရပါတယ်ကောင်းလေးကတော့ဒါလေးကတော့လဲလို့မရဘူးပေါ့နော်ရောင်လေးကတော့တကယ်ကိုနုဖက်ဥအပ်နေရောပဲတော့ကြဒီတိုင်း box လေးနဲ့လာတော့ဆိုတော့လေလက်ဆောင်ပဲပေးကလေးတွေကိုပဲဝယ်ပေးသူတို့ဖောက်ကိုယ်တိုင်ဖောက်ရမှာဆိုတော့ပျော်နေကြမှာပဲပေါ့နော်ကတော့ဒီတစ်ခေါက်အရင်တစ်ခေါက်တော့ဖောက်ထားတဲ့လာပူ fashion one လေးကိုပို့ပြီးတော့ကြိုက်တယ်ဒီတစ်ခေါက်တော့ဒီလိုမျိုး blind box လေးနဲ့အမစီမှာပစ္စည်းလေးရောက်ထားပါတယ်ဒါလေးတော့အမဖောက်မပြတော့ပေါ့နော်အရှင်ကပစ္စည်းလေးကကြတော့ဒီခဲရောက်အိတ်လေးနဲ့လာတာဒီတစ်ခေါက်ကကြတော့ဒီ box လေးနဲ့လာတာဆိုတော့ပို့ပြီးတော့လာတယ်လို့တော့အမစိတ်ထဲမှာထင်ပါတယ်လာပူလေးတွေကိုရဲ့ Facebook page ပဲပါနေပြီးတော့မလို့ရပါတယ်ကျေးဇူးပါ东东นะคะ Okay.